မှုတင်ခဲ့တာဖြစ်တယ်ဒါဟင်းတာကိုပေါ့နော်ထီးဟင်းတာကိုဖန်တီးထားပါတယ်ဒီထီးရဆိုရင်ထီးရောဒီလက်ဝတ်တန်စာအကုန်လုံးဒါရွှေဖူးနွယ်နဲ့လောက်ထားတာပေါ့နော်ညီမဝတ်ထားတဲ့ဒါဝတ်စုံတစ်စုံလုံးကလည်းဒါခရစ်စတယ်အပြည့်နဲ့ပေါ့ထီးရဆိုရင်တပိတ်တာကြော်လောက်တော့ရှိမယ်ရှင်ပြောသွားတာတော့ဒါအတိုင်းမသိပေါ့နော်ပြောမပြတတ်အောင်ကိုဝမ်းတာတယ်ပေါ်မှာဒီလောက်ဒါဘယ်လိုပြောမလဲဒီလောက်ပြောဘူးဒါပထမဆုံးပဲဟုတ်ကဲ့ပါဒါညီမရဲ့ဒီအင်ဂျီဆိုရင်ဒါဝတ်စုံဆိုရင်ပေါ့နော် Anti-Mon Traditional Wear ကမမိုးစပယ်လိုင်းကဖန်တီထုတ်လုပ်ထားပါတယ်ရှင်ညီမရဲ့ဒါဝတ်စုံကဆိုရင်ဘယ်လိုပြောမလဲမွန်ရဲ့ယဉ်ကျေးမှုတင်ခဲ့တာဖြစ်တယ်ဒါဟင်းတာကိုပေါ့နော်ထီးဟင်းတာကိုဖန်တီးထားပါတယ်ဒီထီးရဆိုရင်ထီးရောဒီလက်ဝတ်တန်စာအကုန်လုံးဒါရွှေဖူးနွယ်နဲ့လောက်ထားတာပေါ့နော်ညီမဝတ်ထားတဲ့ဒါဝတ်စုံတစ်စုံလုံးကလည်းဒါခရစ်စတယ်အပြည့်နဲ့ပေါ့ထီးရဆိုရင်တပိတ်တာကြော်လောက်တော့ရှိမယ်ရှင်ဟုတ်တယ်ရှင်ထီးတက်ကိုပေါ့နော်တပိတ်တာကြော်ရှိတယ်ရှင်တလားကြော်လောက်ပေါ့ဒါဘယ်လိုလဲဟိုဒါစီတီပွဲပြီးွားကြတဲ့ပေါ့ဒါမှကဒါညီမလေး dress ဆိုပြီးတော့ဒါဘယ်လိုပြောမလဲ national costume အတွက်ဆိုပြီးချုပ်ပေးခြင်းတယ်ပေါ့နော်အဲ့ကလေးကသူကနေ့ရောညရောမှသူ့ရဲ့ idea နဲ့ဒါဖန်တီးထားတာပေါ့ကျွနေတာပဲမဘလို့လဲဆိုတော့ဒါစင်ပေါ်မတက်ခင်ကလေးကစင်အောက်မှာလေးကြည့်ထားတာပေါ့နော်လေးကြည့်တိုင်းလဲရိုင်တယ်ဘလို့ပဲတော်တော်ရိုင်တယ်အင်ဂျီကလည်းတော်တော်လေးတယ်သီးကလည်းတပိတ်တာကြော်လောက်လေးတယ်ဆိုတော့ဘလို့ပဲတော်တော်ရိုင်တာပဲဒါပေမဲ့လေစင်ပေါ်တက်တဲ့အချိန်မှာရိုင်လို့မရဘူးဘလို့မှရိုင်လို့မရဘူးအကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ပဲဒါရှောက်တယ်ပေါ့နော်ရိုင်လည်းမရိုင်ခဲ့ဘူးအကောင်းဆုံးလည်းလုံနိုင်ခဲ့တယ်ရှင်ဟုတ်ကဲ့ပါလင်းကြီးခဲ့တဲ့အချိန်ကတော့တိတ်မရှိဘူးရှင်ဒါအင်ဂျီကလည်းဘယ်ပြောမလဲဒီရန်ကုန်မှာဆိုရင်တော့3ရက်လောက်ပဲလေးကြီးဖြစ်တယ်ရှင်ဒါကတော့အင်ဂျီကိုစသွေးလိုက်တဲ့အချိန်မှာဆိုရင်ငါရနိုင်မလားမသိဘူးပေါ့အစိတ်ကအဲ့လိုမျိုးဒါမဲ့လေဒီပြိုင်ပွဲရောက်တော့ပြိုင်ပွဲဝင်တဲ့အကုန်လုံးကလည်းဒါအကုန်လုံးလှကြတယ်အကုန်လုံးလှကြတဲ့ခါကျတော့ရမရပါမလားပေါ့ဒါပေမဲ့လည်းရခဲ့တယ်ဒါမွန်ပြည်နယ်ရဲ့ပထမအဆုံးရတဲ့ The Band National Costume ပေါ့ကိုလည်းဟိုကုံယူတယ်ဒါကိုယ့်ရဲ့မွန်လူမျိုးတွေအတွက်လည်းကုံယူတယ်ရှင်ဘာလို့ဆိုတော့ဒါကမွန်နေရဲ့သင်္ကေတဖြစ်တယ်ဒါသီးပေါ့နော်သီးကလည်းဟင်းတာဆိုတော့အဲ့လိုမျိုးတော့မရှိဘူးမှာဒါဘယ်လိုပြောမလဲပြိုင်ပဲဆိုတာတော့တစ်ခါမှတော့အဲ့လိုမျိုးတော့မတွေးဘူးပေါ့နော်ဒါဟိုဒါဘသူပဲရပေါ့ဝမ်းတာတယ်ဒါပေမဲ့ကိုရရင်တော့ပိုတော့ဝမ်းတာတာပေါ့နော်အကုန်လုံးနှီးပါတော့ကြိုက်တယ်အဲ့တော့အကုန်လုံးကလည်းလှတဲ့ခါကြတော့လေဘာလေးလောက်သွားမလဲဆိုတော့ညီမဟိုဒါဒီဘာမဲညီမဒီဆရာသမားတွေအကုန်လုံးကတော့မယ်နောက်ပြီးတော့ညီမအလှူဒန်းတွေလုပ်မယ်ညီမမိဘကိုလည်းတက်နိုင်တလောက်ပေါ့နော်ထောက်ပတ်ပေးသွားမှာပေါ့ဆိုတော့အဖေတို့အမေတို့လည်းဒါမနှဲကုန်နေပြီပထမဆုံးပြင်းမြင်တာတော့ဒါညီမရဲ့ဆရာတွေရှိမယ်အမေတို့ရှိမယ်အဖေတို့ရှိမယ်အစီအောက်ကကြည်နေတဲ့ခါကျတော့မြင်နေရတယ်လေသူတို့ပဲတောက်လျှောက်ကြည်နေတာညီမရဲ့ဒါ city director တွေရောဆရာတွေရောတောက်လျှောက်ကြည်နေတဲ့ခါမှာသူတို့စုကိုအော်လိုက်တဲ့ခါမှာကိုကအရင်မပြောရပဲနဲ့ကိုရဲ့ဒါ city director တွေဆရာတွေကိုရဲ့မိဘတွေကအဲ့လိုမျိုးလေသူတို့ဘယ်လိုလဲကိုနဲ့ထပ်သူတို့လည်းပျော်ရတာပေါ့နော်ဟိုဒီလိုပဲပေါ့အကောင်းဆုံးဖြစ်အောင်တော့ဒီ final မဟုတ်ဘူးအမြဲလည်းစူးစမ်းနေပါတယ်ဒါ final အတွက်တော့ပို့လို့တာပို့ပြီးတော့စူးစမ်းသွားမှာပေါ့ရှင်ဟုတ်ကဲ့ပါညီမရဲ့လိုအပ်ချက်တွေကိုလည်းထောက်ပြပေးပါအောင်ဒီထက်မကလည်းအများကြီးစူးစမ်းသွားမှာမင်းရှင်ဒီထက်မကလည်းအများကြီးအားပေးသွားပါအောင်တန်းကိုစမ်းမြေဟုတ်တာအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်